မင်္ဂလာပါရှင်ဒီနေ့တော့မေမိုးတို့အိမ်မှာပဲရွက်ပေါ့နော်ဖီးထစ်လေးတွေတုပ်ပါတယ်ဒါကတန့်စင်ထားတဲ့ဖီးထစ်လေးတွေပါဖီးထစ်လေးတွေကိုရင့်တဲ့ပိုင်းတွေကိုစိတ်ထုတ်လိုက်ပါတယ်ရင်နွေးအိုးကိုစူအောင်တဲလိုက်တယ်ဖီးထစ်လေးတွေကိုထဲလိုက်တယ်ခဏပဲရင်နွေးဖြောတယ်နော်ပြီးရင်တခါတည်းရေအေးခွက်ကိုပြင်ထားပြီးရေအေးခွက်ထဲကိုဆယ်ထုတ်လိုက်ပါတယ်ဒါဆယ်ထုတ်လို့ရလာတဲ့ဖီးထစ်လေးတွေကိုစကားလေးနဲ့စစ်လိုက်တယ်ပြီးတော့ဂေါ်ဘီလေးတွေကိုချစ်ပြီးတော့စားရည်လေးနဲ့စိန်ထားတယ်တန့်ရှင်းတာပြီးတော့ကဲရော့လေးတွေကိုလည်းအဲ့လိုလေးချစ်ယူလိုက်တယ်ပြီးရင်ဒီမှာဒါပြင်ဆင်ပြီးတော့တုပ်ပါတော့မယ်ပစွန်ကြောင်းမှုတ်မြေပဲမှုတ်ငံပြာရီစသည်တို့နဲ့တုပ်လိုက်တာပါ